ဒီဘက်ကနိုင်ခဲ့တာဂျင်တမမှနဲ့ဘာလို့လဲဆိုတော့အခုလိုမျိုးအယောင်ကမှာစတောင်းတဲ့ fighter စတောင်းတဲ့ meta မှာ enemy ဘက်က fighter 3ကောင်လောက်မှာထုတ်လာတာဒါဂျန်ကယ်ဆိုလည်းပဲဒါလီယိုမို့ထုတ်လာပြီးတော့ကိုရင်းကိုဆိုလည်းပဲဒါရှောင်းထုတ်လာတယ်ဗျာနော်အဲ့တော့ဒီဘက်မှာဟိုဘယ်လိုကြောင့်လဲ fighter တွေကျွန်တော်ကောင်းလာတဲ့အနေနဲ့ဒါကာမီလာကိုထုတ်ခဲ့တယ်ကာမီလာကိုဘာကြောင့်ထုတ်ခဲ့လဲဆိုတော့ကာမီလာကသူ့ရဲ့ spare AD ရလုံးဝကမှအကြီးကြီးပဲဗျာဒါကွန်ဘိုတွေပါ join မယ်ဆို fan တီးပေးမယ်ဆိုလို့ရှိရင်လုံးဝကမိုက်ရယ်အဲ့တော့အဲ့ဒါကြောင့်လည်းပါတယ်ပြီးတော့သူ့ရဲ့ spare အတွက်ကြောင့် movement speed လည်းရလို့ဒါ enemy ကို stun ပေးလို့လည်းရတယ်နော်ပြီးတော့ဒီသူ့ spare one ဆိုလို့ရှိရင်လည်းပဲဒါတွေးပြန်တက်တယ်လို့ enemy တွေကို slow effect လည်းပေးတယ် damage လည်းပေးတယ်ပေါ့နော်ပြီးတော့ဒီမှာဘယ်လိုပြောမလဲတက်ကန်ရပြင်းလားဆိုလို့ရှိရင်မပြင်းဘူးဗျဘာကြောင့်လဲဆိုတော့ဟိုတချို့နေရာကြရင်တော့ပြင်းနေဘယ်လိုမျိုးပြင်းလဲဆိုတော့ကိုကဖန်တီးပေးတယ်လို့မျိုးကိုကဖမ်းပေးတယ်လို့မျိုးအနောက်က damage မပါဘူးဆိုလို့ရှိရင်ပြင်းစရာကြီးဗျဘာကြောင့်လဲဆိုတော့တက်ဆိုတဲ့ hero မျိုးကရှေ့ကနေတော့ damage တွေခံပေးမယ် spare တွေတောင်းပေးမယ်နော် enemy ကို stun ပေးမယ် combo တွေဖန်တီးပေးမယ်ဒီလောက်ပဲလုပ်ပြီးလို့ရမှာဘာမှသူတို့မှာ damage ပါတာမဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့ဟိုကိုကဖန်တီးပေးတဲ့မျိုးနောက်က teammate မပါဘူးဆိုလို့ရှိရင်ရှေ့ကတန့်ကအလကားပဲလုပ်ပြီးရတာအဲ့ဒါကြီးကြောင့်ပြင်းနေကြတန့်ကန်ရတာနော်ပြီးတော့အခုလိုမျိုးဒါ stone နဲ့ meta မှာကောင်တာတွေထုတ် fighter stone နဲ့ meta မှာကောင်တာတွေထုတ်မယ်ဆိုလို့ရှိရင်ကာမီနာလိုမျိုးဒါအရင်ကမှ stam များတဲ့ hero တွေပြီးတော့ဒါ mid ကိုထုတ်မယ်ဆိုလို့ရှိရင်ဒါဘယ်လာလို့ kimi လိုမျိုးအဲ့လိုမျိုး slow effect အရင်ကမှများတဲ့ဒါ hero တွေနောက်ပြီးရင် bizarre hero တွေဒီလိုမျိုး hero တွေကိုဒါထုတ်တင်နေပေါ့နော်အဲ့တော့ runtime ရှင်တဲ့ညီကိုတွေရှိတယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုး hero တွေကိုထုတ်ပါ fighter တွေရန်ကုန်မှာ stone နဲ့ meta မှာနော်ဒီဘက်မှာဆိုရင်ဒါကျွန်တော်ပြန်ပြီးတော့အနိုင်ရခဲ့တယ်ပေါ့နော်တစ်ချိန်လုံးဒါပေမဲ့ကျွန်တော် icon ရဖိခံရတယ်လက်ကိန်းကြတော့ဒီ granger ရဲ့ sky freezer ဖတ်နဲ့ဒါ damage တွေကိုသူတို့မခံနိုင်ဘူးကြအဲ့တော့လက်ကိန်းမှာကျွန်တော်တို့ဒီ granger masman ပါတဲ့အားသာခြင်းနဲ့ပဲကျွန်တော်တို့ပြန်ပြီးတော့အနိုင်ယူသွားတယ်နော်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ညီကိုတို့လည်း runtime channel ဆိုလို့ရှိရင်တော့အခုလိုမျိုး stun တွေဒါရောင်းဝယ်များတဲ့ combo တွေဖန်တီးပေးလို့ကောင်းတဲ့ hero တွေကိုဒါကင်တင်တယ်လို့ကျွန်တော်ကတော့အကြံပြုချင်တယ်နော်ကျွန်တော်အကောက်လေးကအခုမှအစ်စ်ကလေးမို့လို့ဒါ follow လုပ်ခဲ့ပြီးဖို့လည်းပြောချင်ပါတယ်ဗျအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကြည့်ပြီးတဲ့အတွက်